ခိုးတစမှာတစင်ကဒီနေ့ဒီညပတ်တန်နေဆိုရပြီမယ်နော်သူကကြည့်တော့တာပုံနေဆန်းပြီမယ်ဒါမှလွယ်လွယ်လေးပါဒီလိုအင်ကြီးပုံစံဒီဇိုင်းနဲ့ရတယ်သူကတစင်တော့ကောက်ပိတ်ခံပြီးတော့ရှုပ်တာပုံပြီးတော့လာရပါတော့အဲ့တော့တစင်ကဆွဲပြပြီမယ်ကိုယ့်ရဲ့မူရင်းပတ်တန်အတိုင်းကိုကအရှိချင်တွေအနောက်ချင်တွေဆွဲထားပြီးတစင်တို့ကုန်ပြောက်ပတ်တန်ဆွဲထားပြီးမှရမယ်နော်အဲ့တော့ဒီစင်ကဒါလေးကိုဆွဲပြပေးမယ်သူကအနောက်ရှမ်းမှာသူကတော်တော်လေးဟိုက်တယ်အဲ့တော့ဒီစင်ကဒီအနောက်ရှမ်းလေးလက်မရှာလိုက်မယ်ကိုကအနောက်ရှမ်းဟိုက်တာမကြိုက်လို့ရှိလို့ရှိရင်3လက်မခွဲ3လက်မရှာလို့ရတယ်နော်ကိုရဲ့စိတ်ကြအဲ့တော့ဒီစင်ကဒီမှာ4လက်မလောက်ရှာလိုက်မယ်4လက်မလောက်ရှာလိုက်ပြီးတော့သူ့ရဲ့လက်ကလေထဲတဲ့ဥစ္စာနည်းနည်းလေးပဲဝင်ထားတယ်ဒီစင်က6စိတ်ပဲဝင်ပေးလိုက်မယ်နော်ဒီဂျိုင်းနာဝင်စားမှရမယ်ဂျိုင်းနာဝင်မစားလို့ရှိရင်ဂျိုင်းပွားတာပဲဖြစ်တတ်တယ်နော်အဲ့တော့ဒီမှာရသွားပြီပြီးလို့ရှိရင်ဒီလိုလေပင်တောက်ထိုးပေးမယ်လေပင်တောက်ထိုးတဲ့အခါမှာ4စိတ်လေးထိုးပေးမယ်နော်4စိတ်ထိုးပေးမယ်ဒီစင်းတို့ဒီတိုင်းထိုးလို့မရပါဘူးလဲဆိုတော့နောက်ရှန်ကကျင်သားမရှိတဲ့အတွက်ဒီတိုင်းသာသွားထွင်သူကဒီနာကထောက်ဆူထားတာဖြစ်တဲ့အတွက်ဖောင်းဖောင်းတက်လာမှာအဲ့တော့မဖောင်းကျင်လို့ဒီစင်းတို့ပြပြလေးနော်ဖြည့်လိုက်မယ်ဒီနေရာမှာတခုမေးပြရှိတာဒီလိုမျိုးတန်းဆွဲလိုက်တော့ဒီဘက်ကအသားတွေကမပါသွားဘူးလားပါသွားတယ်ကိုကဒီစင်းတို့တီးစားတော့တေးသားမှာပေါ့ကိုကတီးသားမများလို့ရှိရင်တော့ဒီဟာကိုဒီစင်းတို့ပေါင်းပုံမှန်ပေါင်းနေကြတဲ့ဒီစင်းတို့ဒီရှုပ်စာတီးသားပေါင်းနေကြတဲ့ဒီစင်းတို့က4စိတ်လောက်ပို့ထပ်ပေါင်းလိုက်ပေါ့နော်အဲ့ဆိုရမယ်ပြီးလို့ရှိရင်သူကနောက်စိတ်အင်ဂျင်လေးဖြစ်တဲ့အတွက်စစ်စာဒီစင်းတို့4စိတ်ဖြုတ်ချမယ်စစ်စာ4စိတ်ဖြုတ်ချတဲ့အခါမှာတန်ဖြုတ်ချရမယ်နော်စောင်းပြီးဖြုတ်ချလို့မရဘူးတစင်တို့နောက်စိတ်ရိုးနောက်စိတ်အင်ဂျင်လိုမျိုးစောင်းပြီးဖြတ်ချလို့မရအောင်စောင်းပြီးဖြတ်ချလို့ရှိရင်တစင်တို့ကနောက်ကျော်ဟိုက်တက်တယ်နော်ကိုပြောက်ဆိုတာကတောင်းနိုင်3နိုင်မှရမယ်ဒါဆိုတစင်တို့နောက်ရှမ်းလေးပြီးသွားပြီနော်ဒါကိုတစင်တို့ကခွဲထုတ်ရှင်ခွဲထုတ်ပေါ့ကိုကခွဲမထုတ်ရှင်ဘူးဆိုလို့ရှိရင်တစင်တို့ဒီဘက်က B1 ဒီဘက်က B2 ပေါ့ခွဲထုတ်လိုက်ခွဲမထုတ်ရှင်ဆိုဒီတရွက်လုံးတစင်တို့ B1 ပေါ့ကိုကတိတ်ပြန်ကတ်လို့လည်းရတယ်နော်ခွဲထုတ်မယ်ဆိုရင်တော့ဟိုဘက်4စိတ်ဒီဘက်4စိတ်တွေထားပြီးတော့ခွဲထုတ်ပြီနော်တောက်ဆက်ဒါဆိုရင်အနောက်ရှမ်းလေးကပြီးသွားပြီအရှိချမ်းလေးသွားမယ်အရှိချမ်းသွားတဲ့အခါမှာသူက level ပုံရှာမယ်တစင်ကတော့ဒီမှာ6ခွဲလောက်ရှာပြီးမယ်ကိုကအရန်မကြိုက်လို့ရှိရင်6လက်မ5လက်မခွဲအဲ့လောက်ပဲရှာပေးနော်သူက6လက်မခွဲမှာဒီပုံစံနိုင်ရမှာအဲ့တော့ဒီစင်တို့ကဒီအနောက်ရှမ်းမှာ6စိတ်ဝင်ထားတာဖြစ်တဲ့အတွက်ဒီစင်တို့အရှိချမ်းမှာလည်း6စိတ်တွေဝင်ပေးပါမယ်အဲ့ဆိုဒီစင်တို့ရသွားပြီပြီးလို့ရှိလို့ရှိရင်ဒီစင်တို့ကဒီကိုဟိုဘက်4စိတ်တောက်ထိုးမယ်ဟိုဘက်4စိတ်ဒီဘက်4စိတ်တစ်လက်မတောက်ထိုးမယ်ဒီတို့ဒီနောက်မှာပုံမှန်တိုင်းနဲ့လေပင်တောက်4စိတ်ထိုးမယ်ဆိုရင်အရှိချမ်းကအရှိကိုဟိုက်ကြတတ်တယ်လေပင်ကနော်ဒါဆိုရမယ်နော်ပြီးလို့ရှိရင်ဒါကိုဒီစင်တို့ခွဲထုတ်လိုက်မယ်ခွဲထုတ်ပြီးတော့နော်ခွဲထုတ်ပြီးတော့တောက်ဆက်စာပြန်ထားမယ် F1 F2 ပေါ့နော်ဒါဆိုရမယ်နော်တောက်ဆက်စာကိုဒီစင်တို့ခွဲထုတ်တဲ့အခါမှာဟိုဘက်4စိတ်ဒီဘက်4စိတ်ပြန်ပြီးတော့ထားပေးနော်တောက်ပြန်ဆက်စာအတွက်ဒါကအမြဲတမ်းထားရမယ်နော်တစင်တို့ဒီတောက်တွေကိုခွဲထုတ်လို့ရှိရင်4စိတ်ကအမြဲတမ်းပေါင်းပြရမယ်ပြန်ပြီးတော့ရှုပ်စာအတွက်ပြီးလို့ရှိရင်ဒီစင်တို့ပတ်တန်လေးကဒါပဲသူကပြီးသွားပြီအဲ့ဒါအောင်မှဒီစင်တို့ကဒီမရင်ပက်တောက်ထဲပေါ့ကိုယ့်ရဲ့မူရင်ပတ်တန်တာဒီစင်တို့ရင်ပက်တောက်တွေထည့်လို့ရတယ်နော်ရင်ပက်တောက်ထဲဒီစင်တို့ဒီအောက်ကိုထည့်သလောက်ပြန်လုပ်ပြီး4စိတ်ဆိုရင်တော့ဒီစင်တို့ထည့်ကြမလို့ဘူးနော်4စိတ်ထည့်ကျော်သွားပြီဆိုလို့ရှိရင်6စိတ်ဆိုရင်ဒီစင်တို့ကရင်ပက်တောက်ထဲတဲ့များဒီစင်တို့ဒီအပေါ်ကနေပြီးတော့ပြန်ပြီးတော့ဒီဟာရှာပေးရမယ်နော်ဒီစင်တို့ကဒီအပေါ်အကုန်လုံး copy ကိုပါဒါဆိုရသွားပြီနော်ပတန်လေးကဒါပဲကိုကဒီအင်ဂျင်တွေကဒါပဲပြီးလို့ရှိရင်သူကဒီအောက်ကောင်မှာသူကအပြားလေးကော့ထားတယ်ပြီးလို့ရှိရင်ဒီအပေါ်သူကလုံးကော့လေးကော့ထားတယ်နော်ဒါပဲကိုကဒီလိုမျိုးကောက်ပြောက်အင်ဂျင်ပတန်ကိုတီးတန့်လေးတင်ယူခြင်းနဲ့ကောက်ပြောက်အင်ဂျင်တီးတန့်တင်ယူခြင်းနဲ့ကောက်ပြောက်အင်ဂျင်ချုပ်တဲ့အခါမှာအဆင်မပြေဘူးတိရှာလေးကောက်ပြောက်အင်ဂျင်ချုပ်တာကိုတင်ယူခြင်းနဲ့ကောက်ပြောက်အင်ဂျင်ပတန်အရှိကပတန်ပိုင်းကိုလည်းတိရှာလေးတင်ယူခြင်းနဲ့ဒီလိုလူတွေရှိလားဒါဆိုရင်တစ်စင်ကဒီလိုလူတွေအတွက်တင်နာလေးတစ်ခုညှို့ပေးချင်ပါတယ်ကောက်ပြောက်အင်ဂျင်တီးတန့်ကလပ်တီးတင်နှောင်းကိုတတ်ပါတစ်စင်ကအထူးကြီး1000ခွဲလေးနဲ့ကိုအယောက်90တီတီကိုစီစဉ်ပေးထားတယ်မြန်သွားအပ်ပါအထူးကြီးနဲ့ရတော့ဒါဆိုရင်တစ်စင်နဲ့တင်နှန်းနဲ့မှာဆုံးကြမယ်